လုံးလာတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီလိုဖိတ်ခါလဲကျေးဇူးထိုင်ပါဒီလိုပြောတာဒီမဲ့အားလုံးကိုပြောရမှာနည်းနည်းခက်လို့နည်းနည်းခဏပဲပြောမယ်ပြီးလို့ရှိရင်အောက်မှာဆင်းလာမယ်တူတူလက်ဖက်ရည်တွေတောင်းနေစကားပြောတာပေါ့အဲဒါကတော့ဒီကကြိုးဆိုတဲ့သဘောပါပဲလာတဲ့အတွက်အားလုံးကိုကျေးဇူးတင်တယ်လို့ပြောဖို့ပါပဲဒီရွေးကောက်ပွဲမှာပါဝင်ပေးတာဟာရွေးကောက်ပွဲအတွက်မဟုတ်ဘူးကြာနိုင်ငံရဲ့နိုင်ငံရေးအခင်းကျင်းပြောင်းလဲဖို့အတွက်လို့ဒီလိုပဲသိချင်မှထားကြည့်တယ်ဘာဖြစ်လို့လဲဆိုတော့လူပညာတွေဆိုတာလူပညာရှင်တွေဆိုတာဟာမပိုင်လည်းရတယ်နိုင်ငံရေးမှာမပါပါဘူးငါတို့ရဲ့ပညာနဲ့ငါတို့လူပညာရှင်တွေပဲငါတို့ဘာမှတော့နေနဲ့ရတယ်ဆိုပေမဲ့ချုပ်ကိစ္စတွေမှာပုံမှန်ပုံနေရအောင်တနိုင်ငံလုံးအတိုင်းအတာနဲ့ဖြစ်နေတဲ့ကိစ္စတွေမှာပါဝင်ရမယ်ဆိုရင်တာဝန်ပြီးတဲ့စိတ်ဓာတ်ရှိရတော့တော်တော်အရေးကြီးတယ်။အမှုပညာရှင်တွေရဲ့အနေအထားတခြားလူတွေနဲ့မတူဘူး။အမှုပညာရှင်ဆိုတာဟာလူသားတွေရဲ့လူတဲ့စိတ်ဓာတ်တွေကိုပူဆော်နိုင်တယ်။ကောင်းတဲ့ဘက်ကိုလည်းခေါ်သွားနိုင်တယ်။ဆိုးတဲ့ဘက်ကိုလည်းခေါ်သွားနိုင်တယ်။အဲတော့ကျမတို့ဒီနိုင်ငံမှာဆိုရင်ပြောင်းလဲကြည့်တာမျိုးလို့ပြောတယ်တကယ်တော့ပြောင်းလဲကြည့်နေဆိုတာအစိုးရတစ်ခုလေးကိုပြောတာမဟုတ်ပါဘူးစနစ်တစ်ခုလေးဆိုတာလည်းနိုင်ငံရေးစနစ်တစ်ခုလေးကိုပြောတာမဟုတ်ပါဘူးနိုင်ငံကိုလည်းပြောင်းလဲခြင်းနဲ့လူမှုရေးစနစ်တွေမှာလည်းပို့ပြီးတော့ကောင်းအောင်လုပ်ခြင်းအဲ့လိုလုပ်လို့ရမယ်လို့ယုံကြည်တယ်တခြားနိုင်ငံတွေမှာမလုပ်ဘူးတဲ့ဟာမျိုးလည်းလုပ်ကြည့်ခြင်းတယ်ဥပမာဆိုလို့ရှိရင်ကျွန်မပြောတယ်တချို့တွေကမေတ္တာကိုအခြေခံတဲ့နိုင်ငံရေးဆိုတာမဖြစ်နိုင်ဘူးပေါ့နော်နိုင်ငံရေးဆိုတာဒီလိုမဟုတ်ဘူးဆိုရင်လည်းကောင်းပြီတခြားနိုင်ငံတွေမှာမဖြစ်နိုင်ကိုယ်နိုင်ငံမှာဖြစ်အောင်မလုပ်နိုင်ဘူးလားဆိုတာအဲ့လိုစိတ်ဓာတ်နဲ့ကျမတို့နိုင်ငံဟာတခြားနိုင်ငံတွေနဲ့မတူဘူးအမှုထူးပြီးတော့ကောင်းတဲ့နိုင်ငံတွေဖြစ်စေတယ်အဲ့ဒီဟာမှာဆိုရင်အားလုံးဝိုင်းပြီးတော့ပြည်နေတဲ့နေရာမှာအမှုပညာရှင်တွေရဲ့ခန္ဓာအင်တာမအရေးကြီးတယ်အမှုပညာရှင်တွေဘက်ကနေပြီးတော့နိုင်ငံရေးမဟုတ်ခဲနဲ့လူတွေတာမန်ပြည်ပုထုဇဉ်လူသားများပါနော်တာမန်ဆိုတာအတန်းစားကိုပြောတာမဟုတ်ပါဘူးရိုးပုထုဇဉ်လူသားများလက်ခံနိုင်တဲ့ပုံစံနဲ့ဆွဲဆောင်မှုခုရေးတွေအများကြီးရှိတယ်အဲ့ဒါတွေကိုဝိုင်းပြီးတော့လုပ်ပေးစီခြင်းနဲ့ဒီလုပ်ပေးတာကြီးကြောင့်လည်းအများကြီးပဲအောင်မြင်တယ်လေခုရေကောက်ပွဲကာလမှာဆိုလို့ရှိရင်တစ်ခါတလေအချို့နေရာတွေမှာပြည်သူလူထုကနေတော့ရေကောက်ပွဲနဲ့ပတ်သက်လို့တိတ်တော့စိတ်ဝင်စားမှုမရှိဘူးဆိုတဲ့နေရာတွေလည်းရှိခဲ့တယ်အဲ့လိုဆိုရင်တော့ကဲစိတ်ကိုဖြစ်နေဘယ်လိုကိုလှုပ်လိုက်ပါဆိုပြီးတော့ကမန်းလူပညာရှင်တွေကိုချိကပ်ပြီးတော့လို့အဲ့တော့လူပညာရှင်တွေကဆိုလို့ရှိရင်ပြည်သူလူထုကိုဒီလိုဆွဲဆောင်တဲ့နေရာမှာအင်တာမက်ထိရောက်တယ်နိုင်ငံရေးဆိုတာငါတို့နဲ့မဆိုင်ဘူးဆိုတဲ့ပုံစံနဲ့မနေအောင်လို့လုပ်ပေးဖို့ဆိုတာဟာလွယ်တာမဟုတ်ပါဘူးဒါအင်တာမက်ကျမတို့ကြိုးစားရတယ်ဒါပေမဲ့လူပညာရှင်တွေလုပ်လိုက်တဲ့အခါကျရင်သိပြီးတော့ထိရောက်တယ်နိုင်ငံရေးဆိုတာဒီတိုင်းနဲ့ဆိုင်တယ်ငါတို့လိုဖတ်တိဖတ်တာနေနိုင်တဲ့အမှုပညာရှင်တွေကဆိုင်တယ်ဆိုတော့အဲ့ဒီဟာလုပ်ပေးတာအကောင်းဆုံးနိုင်ငံရဲ့အကောင်းဆုံးလက်ဆောင်တယ်လို့ကျွန်တော်ဒီလိုပဲယူဆတယ်ဒါတော့ပြည်သူတွေကဒီ2015မှာ2012ခါတည်းအများကြီးကိုယ်နိုင်ငံရေးစိတ်ဓာတ်တွေကိုတက်တက်ကြွကြွရှိတယ်ဆိုတာလေသတိပြုမိတယ်အဲ့ဒါလည်းအမှုပညာရှင်တွေရဲ့ကျေးဇူးတွေလည်းပါတယ်အားလုံးပေါ့လေကျွန်တော်တို့ဒီလိုအားလုံးရဲ့ကျေးဇူးကြောင့်ပါအဲ့တော့အဲ့ဒါအတွက်ဒီမှာလည်းကုညီတာတောင်းပြီးတော့ဘယ်သူမှလည်းကျေးဇူးတင်တယ်လို့ပြောနိုင်တဲ့အခြေအနေမရှိခဲ့လို့တတ်ခေါ်ပြီးတော့ကျေးဇူးတင်တယ်လို့ပြောတာပါဒီမှာတော့ကျေးဇူးတင်တယ်လို့ပြောရမယ်အုပ်စုတစ်ခုလည်းရှိသေးတယ်အဲ့ဒါတော့ကျမတို့နိုင်ငံကစိုက်ကားသမားတွေပဲဒါပေမဲ့နားလေနားလေအဲ့လိုဆုံးပြီးတွေ့လို့ဟာအားလုံးကိုတွေ့ဖို့ဆိုတာတော့မဖြစ်နိုင်တော့ဘယ်လိုပုံစံနဲ့လုပ်အောင်လဲဆိုတာတော့စဉ်းစားနေတယ်အဲ့တော့ဒီကဲကိုပဲဖဲသွားစိုက်ကားလေးတွေမှာ energy အလားလေးတလူလွှင့်ထားလို့ရှင်အရာစိတ်ထဲမှာကြည်နူးတာပဲဘာဖြစ်လို့ဆိုတော့ဒါတကယ်ပြည်သူရဲ့ထောက်ခံမှုဆိုတာဒါပဲဆိုပြီးတော့သဘောပေါက်တယ်ဒီစိုက်ကားနည်းနည်းဆိုတာဒီနေ့လုံးမှဒီနေ့စားရတာဒီနေ့လုံးမှဒီနေ့စားရတော့ဒီမှာကောင်းမှုမှာတော့ဒီပြောက်ပြောတာဒီသဘောကျတယ်ကိုရှမင်းကိုစားအမျိုးစုသားဆိုတဲ့သဘောကျတယ်ဆိုတော့ကိုစားပြီးတော့ကုညီးနေတာအဲ့တော့အဲ့ဒီလိုဒီလူတွေစိတ်ဓာတ်တွေရှိလာတာဟာအနုပညာရှင်တွေဝိုင်းဝန်းပြီးတော့ဒီပညာပေးမှုပေါ့နော်အနုပညာကနေတစ်ဆင့်နိုင်ငံရေးပညာပေးမှုတွေလည်းအများကြီးဆိုင်ပါတယ်ဒါကြောင့်ကျေးဇူးတင်ပါတယ်ဒီချို့မျက်နှာတွေမမြင်ဘူးလားမသိဘူးဒီလိုပါကြောက်ပဲရအောင်
တခါတည်းပြောရတယ်ဟိုမှာပြဿနာဖြစ်နေပြီစစ်သူကြီးမဟာဘေလို့ကလှလာတယ်လူတွေအားလုံးလည်းကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျမတို့ကအမှန်ပြောရမယ်ဆိုရင်တော်တော်တော့ဒီစစ်သူကြီးကိုတုံးချခဲ့ရတယ်တော်တော်အားကိုးခဲ့ရတယ်အပြည်သူတွေကလည်းပြောလိုက်လို့ရှိရင်သဘောပေါက်နိုင်တဲ့စကားလုံးတွေနဲ့ပြောတဲ့အခါကျတော့အင်မတန်မှထိရောက်ပါတယ်အဲကျမတို့အမှုပညာရှင်တွေအားလုံးပါပဲဒါပေမဲ့အားလုံးထဲမှာကျမသိပြီးတော့ဟိုလူဒီလူကွက်ပြီးတော့မပြောချင်မနဲ့ပိုင်းရဲ့လမ်းကိုတော့ကျမအထူးကျေးဇူးတင်တယ်လို့ပြောပြရတယ်ဒီလိုမျိုးကဘယ်တော့ပိုင်းရဲ့လမ်းကရှောက်ရောက်နေပြီအဲအချိန်မှရောက်နေပြီအဲ့ဒါဒီ NLD နိုင်ရမည်ဆိုတော့ပိုင်းရဲ့လမ်းကိုရောက်နေပါမယ်အဲ့လိုမှန်းလို့ရတယ်အဲ့သိပြီးတော့စိတ်အားတက်တယ်နောက်ပြီးတော့ဒီဆိုင်မမပေါ့နော်အချိန်လုံး2010ကလေးကပိုင်းရဲ့လမ်းဟာကျမတို့ဒီမိုကရေစီရေးအတွက်လုပ်ပြီးခဲ့တယ်တခြားဒီမိုကရေစီရေးအတွက်လုပ်ပြီးခဲ့တဲ့အမှုပညာရှင်တွေလည်းရှိတယ်ဒါပေမဲ့ဆက်ပြီးတော့တယောက်ချင်းမပြောတော့ဘူးပြောလို့ရှိရင်တချို့ကြံခဲ့လို့ရှိရင်ဒါမကောင်းဘူးအဲ့တော့အားလုံးကိုမန်တူညီလူကျေးဇူးတင်ပါတယ်တချို့ကပို့ပြီးတော့လုပ်ပေးနိုင်တယ်တချို့ကကိုရှိတဲ့အချိန်နဲ့ရှိတဲ့အချိန်တော့ပဲလုပ်ပေးနိုင်တယ်နောက်ဆုံးကြတော့စေတနာပါပဲစေတနာဟာတော့တူပါပဲစေတနာနဲ့လုပ်ပေးလို့ရှိရင်ကျမတို့ကများတယ်နဲတယ်ဒါကိုမခွဲကြပါဘူးကိုတတ်နိုင်စရာလုပ်ပေးတာကိုပဲကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ကဲကျမအောက်ဆင်းမယ်ကျေးဇူးပါ